မနက်ခင်းအိယာထချင်းမှာဘိုက်ထဲမှာအစာမရှိဘဲနဲ့ရေကိုတောက်လိုက်မိရင်တနေ့ကုန်ဘိုက်နာနေတဲ့အရာဖြစ်နေတယ်တဲ့ဟုတ်ပါပြီဒီမီကုန်းလေးကိုဆရာဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့ရှင်းပြသွားပေးပါမယ်မနက်ခင်းအိယာကနိုးနိုးချင်းရေတောက်တာကောင်းတယ်ဆိုပေမဲ့ဘာဖြစ်လို့ဘိုက်နာရလဲဆိုတော့ကိုယ့်ရဲ့ gastric mucosa barrier လို့ခေါ်တဲ့အစာအိမ်နဲ့ရန်ကာကွယ်တဲ့အလွှာကတတိပေးနေတဲ့ sign တစ်ခုဖြစ်ပါတယ်စေပညာရကြည့်မယ်ဆိုရင်အကြောင်းရင်းနှစ်ချက်ရှိမယ်ပထမတစ်ချက်ကအစာအိမ်နဲ့ရန်အမေပါအားနေနေတဲ့အချိန်မှာရေဝင်ရောက်မှုကြောင့်အစာအိမ်ရဲ့ချောမွေ့တဲ့ကြွက်သားတွေရုတ်တရက်ကျုံဆန့်ပြီးတော့နာကျင်ရတာဖြစ်ပါတယ်ဒါကို gastric smooth muscle contraction လို့ခေါ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ညဘက်မှာစုပုံနေတဲ့အစာအိမ် acid တွေကြောင့်မနက်ခင်းအစာအိမ်နဲ့ရန်ကအထိမခံနိုင်လောက်အောင်အာယုံတိခံစားမှုလွယ်နေတတ်လို့ရေတောက်တဲ့အခါမှာတနေ့ကုန်ဖိုက်အောင်ဖိုက်တင်းဖြစ်နေရတာပါဒါကို mucosa hypersensitivity လို့ခေါ်ပါတယ်ကိုကဒါကိုလစ်လူရှုထားမယ်ဆိုရင်နာတာရှည်အစာအိမ်ရောင်တဲ့ယောဂအထိဖြစ်နိုင်ပါတယ် chronic gastritis လို့ခေါ်ပါတယ်ဒီလိုလူနာလေးတွေဆရာစီကံမှာလာတယ်ဆိုရင်တော့လွယ်ကျူစရူမြင့်တီမြတ်ကိုအဓိကသုံးထားတဲ့ဆရာရဲ့ရွှေဘော်ချုံအစာအိမ်ရေနာပြောက်စေတဲ့တဘာဝအပင်လေးတွေကိုညှို့ပေးလေးရှိပါတယ်အဲ့ဒီအပင်လေးတွေကအစာအိမ်နေရာကိုပြန်လဲပြုပြင်ပေးပြီးတော့အစာအိမ်မှာဖြစ်တဲ့ acid ကြောင့်ဖြစ်စေတဲ့အနာလေးတွေကိုအမြန်ဆုံးသက်သာစေပါတယ်ကျန်းမာရေးကိစ္စမှန်သမျှကကိုခံစားရတယ်ဆိုရင်အသေးအဖွဲကိစ္စဆိုတာမရှိပါဘူးယောဂမပြင်းခင်မှာတော့တက်ကျွမ်းတဲ့ဆရာဝန်သမားတော်တွေနဲ့ကုသမှုခံယူဖို့ဆရာတိုက်တွန်းချင်ပါတယ်